အားလုံးမိမိခါပါရှင်ဒီနေ့ကတော့ဒီလိုကလေးချီဆိုကလေးပေါ့နော်ချီဆိုကလေးလွယ်လွယ်မြင်ထိုးလို့ရတယ်ဒီလိုချီဆိုလေးထိုးပြမှာဖြစ်ပါတယ်ဒီချီဆိုလေးမှာတော့ကိုကြိုက်တဲ့ချီသုံးလို့ရတယ်နော်ချီဆိုတော့နွေနွေလေးဖြစ်အောင်မိကော်တုံတို့ဘာလို့သုံးလဲရတယ်ဒီမှာကတော့အင်ဂျီထိုးတဲ့18 size ပေါ့နော်ဗမာချီ3 blind size 80 size လေးကိုသုံးထားဖြစ်ပါတယ်သူကတော့လွယ်လွယ်မြင်ထိုးတဲ့နည်းလေးပေါ့နော်ဒါဗမာချီ3 blind size 80 size ပေါ့နော်အဲ့ဒါလေးကိုအက 2mm လေးသုံးထားပေးပါတယ်အက 2mm နဲ့ထိုးမှာဖြစ်ပါတယ်အရင်ဆုံး slip knot လေးလုပ်ပါမယ် slip knot လေးနှုတ်ပြီးသွားလို့ရှိရင်chain 4 chain ထိုးပါမယ် chain 4 chain ထိုးပြီးတဲ့အခါပထမဆုံး chain လေးတွေကိုအကောင်စိုက်ပြီးတော့ slip stitch လေးဆွဲပြီးတော့ slip stitch လေးဆွဲလိုက်ပြီးတော့ကွင်းလေးလုပ်လိုက်မယ်နော်ပြီးတော့အကွင်းထဲမှာ chain ကို2 chain ပဲထိုးမယ် chain 2 chain ထိုးပြီးတော့ဒီ chain ကိုတိုင်းတစ်တိုင်းလို့မမှတ်ထားဘူးပေါ့နော်ပြီးရင်တိုင်းရှိ3တိုင်းစတိုက်ထိုးမယ်2တိုင်း3တိုင်းတိုင်းရှိ3တိုင်းပြီးသွားရင် chain 2 chain လာပါမယ်ပြီးရင်အဲ့ဒီကွင်းနဲ့ chain 4 chain ကွင်းထဲမှာပဲတိုင်းရှိ3တိုင်းပြန်ထိုးပါမယ်ပြီးရင် chain 2 chain ပြန်လာပါမယ်ပြီးရင်အဲ့ဒီကွင်းထဲမှာပဲတိုင်းရှိနောက်ထပ်3တိုင်းထပ်ထိုးပါမယ်ပြီးရင် chain 2 chain ပြန်လာမယ်အဲ့ဒီနေရာမှာပဲတိုင်းရှိ3တိုင်းထပ်ထိုးပါအောင်မယ်ဒါကတော့ granny square လေးထိုးနေကြလူတွေဆိုသိမယ်เนาะဒါဆက်စားချင်း granny square ရဲ့အစနေရာလေးပေါ့เนาะပြီးရင် chain နဲ့ chain ပြန်လာမယ်လာပြီးတော့လို့ရှိရင်ဒီမှာပထမဆုံးတိုင်ရှိရဲ့ထိပ်ပေါ်မှာအကောင်းဆိုင်ပြီးတော့ slip stitch လေးဆွဲလိုက်ပါမယ်ဒါမျိုးလေးရမယ်เนาะဒီမှာ1400ပုံစံမျိုးလေးသူက granny square ထိုးရင်ဒီပုံစံအတိုင်းလေးပဲထိုးပါတယ်เนาะကဲပြီးတော့လို့ရှိရင်နောက်တစ် round သွားမယ်နောက်တစ် round ဒီ chain ကွင်းလေးကိုသွားမှာဖြစ်တဲ့အတွက်ဒီတိုင်ထိပ်ပေါ်တွေကိုထောက်လျှောက် slip stitch နဲ့သွားလိုက်မယ်เนาะ1 2 3ခါဆိုရင် slip stitch 3ခါလောက်လိုက်ရင်ဒီမှာ chain နဲ့ chain ကွင်းလေးကိုရောက်ပါပြီဒါဆိုလို့ရှိရင် chain နဲ့ chain ထိုးလိုက်ထိုးပြီးသွားရင်အဲ့ chain နဲ့ chain ကိုတော့တိုင်းတစ်တိုင်းလို့မတော်ဘူးเนาะ2 3တိုင်းရှိ3တိုင်းထိုးမယ်ပြီး chain နဲ့ chain လာမယ်ပြီးအဲ့ဒီနေရာမှာပဲအဲ့ဒီ chain နဲ့ chain ကွင်းထဲမှာပဲအဲ့ဒီ chain နဲ့ chain ကွင်းထဲမှာပဲတိုင်းရှိကို3တိုင်းပြန်ထိုးပါမယ်ပြီးရင်ဒီမှာဒီဟာကကြားတဲ့နေရာเนาะထောင်းနေရာမဟုတ်တဲ့ကြားတဲ့နေရာမှာ chain ကိုတစ်ချိန်ပဲချပါမယ်เนาะပြီးရင်ထိုင်ရှိ3တိုင်ပြန်ထိုးပါမယ်ပြီးရင် chain နဲ့ chain လာမယ်ပြီးရင်အဲ့ဒီနေရာမှာပဲထိုင်ရှိ3တိုင်ပြန်ထိုးပါအောင်မယ်ပြီးတော့ရင်ထောင်းမဟုတ်တဲ့နေရာတွေမှာ chain ကိုတစ်ချိန်ပဲချပါမယ်ပြီးရင်ဒီမှာထောင်းလေးပြန်လုပ်မယ်ထောင်းလုပ်တယ်ဆိုတာကတိုင်ရှိ3တိုင်2 3တိုင်ရှိ3တိုင်ပြီး chain နဲ့ chain လာမယ်ပြီးအဲ့ဒီနေရာမှာပဲတိုင်ရှိ3တိုင်ပြန်ထိုးပါမယ်1 2 3ပြီးတော့ရင်ထောင်းမဟုတ်တဲ့နေရာတွေမှာ chain တစ်chain ချမယ်ပြီးရင်ဒီမှာထောင်းလေးတစ်ခုလုံးမယ်တိုင်ရှိတစ်တိုင်2တိုင်3တိုင်ပြီး chain နဲ့ chain လာမယ်
တိုင်ရှိတစ်တိုင်နှစ်တိုင်သုံးတိုင်ပြီးရင်ဒါထောင်းမဟုတ်တဲ့နေရာဆိုချိန်တစ်ချိန်လေးချပြီးတော့ဒီမှာပထမဆုံးတိုင်ထိပ်ပေါ်မှာအကောင်လေးစိုက်လိုက်ပါမယ်ပြီးရင်ထုံးစံတိုင်းတို့ကချိန်နေရာတွေမှာစအောင်မှာဖြစ်တဲ့အတွက်အခုဒီဘက်ချိန်ကိုရောက်အောင် slip stitch နဲ့ဆက်သွားလိုက်ပါမယ်တစ်ခါနှစ်ခါဒီထောင်းကိုရောက်တဲ့အထိသုံးခါသွားလိုက်မယ်ထောင်းရောက်ပြီဆိုရင်ထုံးစံအတိုင်းချိန်နှစ်ချိန်တက်မယ်ပြီးရင်တိုင်ရှည်3တိုင်ထုံးမယ်တစ်တိုင်နှစ်တိုင်သုံးတိုင်တိုင်ရှည်3တိုင်ပြီးသွားရင်ချိန်နှစ်ချိန်လာမယ်ပြီးရင်အဲ့ဒီထဲမှာပဲတိုင်ရှည်3တိုင်ထပ်ထိုးပါမယ်နော်ဒါကတောင်းနေရာတိုင်းဒီလိုထိုးရမှာပါนี่တောင်းနေရာတိုင်းဒီပုံစံလေးဖြစ်နေရပါမယ်နော်ပြီးတော့လို့ရှိရင်တောင်းမဟုတ်တဲ့နေရာတွေမှာချိန်တစ်ချိန်ပဲချမယ်ဒီမှာချိန်တစ်ချိန်ချထားတဲ့နေရာမှာတိုင်ရှည်3တိုင်ထိုးမယ်နော်ဒီนี่တော့ပြီးတော့ချိန်တစ်ချိန်လာပါမယ်ဒါဆိုတောင်းနေရာလေးကိုရောက်ပြီတောင်းနေရာရောက်ရင်တိုင်ရှည်3တိုင်ချိန်2ချိန်ပြီးရင်တိုင်ရှည်3တိုင်ဒီนี่တော့ဒီလိုလေးဖြစ်လာပြီเนาะပြီးရင်ချိန်တစ်ချိန်လာမယ်ဒီချိန်တစ်ချိန်နေရာမှာတိုင်ရှည်3တိုင်ထိုးပါမယ်ပြီးရင်ချိန်တစ်ချိန်လာမယ်ပြီးရင်ဒီမှာထောင်းနေရာလေးကိုရောက်ပြီးထောင်းနေရာလေးကတိုင်ရှည်3တိုင်ပြီးချိန်2ချိန်အဲ့နေရာမှာပဲတိုင်ရှည်3တိုင်ပြန်ထိုးမယ်ပြီးချိန်တစ်ချိန်လာမယ်ဒီချိန်တစ်ချိန်နေရာမှာတိုင်ရှည်3တိုင်ထိုးပါမယ်ဒီနေ့တော့ပြီးရင်ချိန်တစ်ချိန်လာမယ်ထောင်းနေရာလေးမှာထုံးစံအတိုင်းတိုင်ရှည်3တိုင်ချိန်2ချိန်တိုင်ရှည်3တိုင်ဒီနေ့တော့ပြီးချိန်တစ်ချိန်လာပါမယ်ဒီအောက်ကချိန်တစ်ချိန်နေရာမှာတိုင်ရှည်3တိုင်ထိုးမယ်ဒီနေ့တော့ပြီးချိန်တစ်ချိန်ပြီးရင်ဒီမှာပထမဆုံးစခဲ့တဲ့တိုင်ထိပ်ပေါ်မှာ slip stitch လေးဆွဲပြီးတော့ဒါတစ်ရောင်းပြီးပြီနောက်တစ်ရောင်းသွားဖို့ဆိုရင် slip stitch နဲ့ချိန်2ချိန်ရှိတဲ့နေရာကိုသွားမယ်ပြီးရင်တိုင်ရှည်2တိုင်တက်လိုက်ပြီးရင်ထုံးစံအတိုင်းတောင်းနေရာကတိုင်ရှည်3တိုင်ရဲ့ဒီနေ့တော့ပြီးရင်ချိန်2ချိန်လာမယ်ပြီးရင်တိုင်ရှည်3တိုင်ပြန်ထိုးမယ်ပြီးရင်ချိန်တစ်ချိန်လာမယ်အောက်ကချိန်တစ်ချိန်နေရာမှာတိုင်ရှည်3တိုင်လာမယ်ဒီနေ့တော့ပြီးရင်ချိန်တစ်ချိန်လာမယ်အောက်ကချိန်တစ်ချိန်ချထားတဲ့နေရာမှာတိုင်ရှည်3တိုင်ပြန်ထိုးမယ်ဒီနေ့တော့ပြီးရင်ချိန်တစ်ချိန်လာမယ်ဒီမှာထောင်းနေရာလေးကိုရောက်ပါပြီထောင်းနေရာလေးကထုံးစံအတိုင်းတိုင်ရှည်3တိုင်ထိုးမယ်တော့တိုင်ရှည်3တိုင်ပြီးချိန်2ချိန်လာမယ်ပြီးအဲ့ဒီမှာပဲတိုင်ရှည်3တိုင်ပြန်ထိုးမယ်ဒါဆိုရင်ဒီ granny square လေးထိုးတာကိုသဘောပေါက်မယ်ထင်တယ်နော်ထောင်းနေရာတိုင်းဒီအမြဲတမ်းဒီပုံစံအတိုင်းတောင်းလေးဖြစ်သွားရမယ်
ဒီထောင်းမဟုတ်တဲ့နေရာမှာဆိုချိန်တစ်ချိန်ထားချိန်တစ်ချိန်ပဲချမယ်အောက်ကချိန်တစ်ချိန်ချထားတဲ့နေရာမှာတိုင်ရှည်3တိုင်ထိုးမယ်ဒါမျိုးတောက်လျှောက်သွားမယ်နော်အဲ့ဒါမျိုးတစ်ရောင်းပြီးတစ်ရောင်းထိုးမယ်ဆိုလို့ရှိရင်သူကတစ်ရောင်းနဲ့တစ်ရောင်းပြီးတစ်ရောင်းကိုဒီတိုင်ရှည်လေးတွေကပို့တိုင်ရှည်အလဲကတိုင်ရှည်3တိုင်ပိုများလာမှာเนาะဒီတန်းမှာဆိုလို့ရှိရင်ဒီမှာထောင်းဒီမှာဆိုလို့ရှိရင်ဆက်စာချင်းထောင်းတစ်ခုနဲ့တစ်ခုကြားထဲမှာတိုင်ရှည်3တိုင်တစ်ခုမှမပါဘူးဒီမှာကျတော့ထောင်းတစ်ခုနဲ့တစ်ခုကြားမှာတိုင်ရှည်3တိုင်တစ်ခါဒီမှာထောင်းတစ်ခုနဲ့တစ်ခုကြားထဲမှာတိုင်ရှည်3တိုင်2ခါနောက်တစ်ခါဆိုလို့ရှိရင်တိုင်ရှည်3တိုင်က3ခါဖြစ်မယ်နောက်တစ်ရောင်းကျလို့ရှိရင်တိုင်ရှည်3တိုင်က4ခါဖြစ်မယ်အဲ့ဒီလိုတစ်ရောင်းပြီးတစ်ရောင်းထိုးသွားမယ်ဘယ်လောက်ထိထိုးမလဲဆိုလို့ရှိရင်ကိုထိုးခြင်းနဲ့ကလေးရဲ့ size အတိုင်းထိုးမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီမှာဘယ်နှစ်တန်းထိုးပါပြောရကြတယောက်နဲ့တယောက်ခြီသုံးတဲ့ခြီမတူလို့ရှိရင်မဖြစ်ဘူးပေါ့နော်ခြီကိုများသောအားဖြင့်ဒီလိုခြီစိုးလေးခေါင်းစွပ်လေးတွေဆိုလို့ရှိရင်အနှွေးခြီမစ်ကော်တုံတွေပါသုံးတာများကြရယ်နော်အဲ့ဒီဟာတွေဆိုလို့ရှိရင်တော့ခဏလေးနဲ့အတန်းကြီးခဏလေးနဲ့လိုချင်တဲ့ size ပြေသွားမှာเนาะဒီခြီတွေကျတော့ခြီမြင့်သေးတဲ့အတွက်ပို့ပြီးတော့များပို့ထိုးရမယ်ပေါ့အဲ့ဒါကိုလိုချင်တဲ့ size လေးရောက်အောင်ထိုးပြီးတော့လို့ရှိရင်အနာကွက်တာကလည်းဒီ pattern အတိုင်းပဲအရောင်လေးပြောင်းပြီးကွက်တာပြင်ပြပေးမယ်เนาะဒါဆိုရင်အကုန်လုံး round 8တန်းထိုးတာเนาะ8တန်းထိုးပြီးတော့ရင်ဒါအဆုံးသတ်တော့မယ်ဒီမှာပထမဆုံးတိုင်မှာရှော့ကောလေးချိတ်ပြီးတော့ဒီလိုပဲအဆုံးသတ်လိုက်မယ်ပြီးရင်ချိန်လေးတစ်ချိန်ထိုးပဲချိပြလိုက်အဲ့ဒီမှာခြီအခုလိုဆက်ရိုင်းမပေါ်ပဲနဲ့အဆုံးသတ်တဲ့နည်းရှိဒါပေမဲ့နောက်ဗီဒီယိုတွေမှာကြုံမှပြမယ်နော်ဘာလို့ဆိုဒီခြီလေးမှာကတော့ဒီလိုအလှအဆုံးသတ်ဖို့မလိုဘာဖြစ်လို့လဲဆိုတော့သူကခောက်ချုပ်လိုက်ရင်အဲ့ဒါကအထဲကိုရောက်တော့မှာဆိုတော့အဲ့တော့လွယ်လွယ်မြင်ဆိုတဲ့အတိုင်းပဲလွယ်လွယ်မြင်လေးနဲ့ပဲသွားလိုက်မယ်နော်ကဲပြီးတော့ဒီခြီစားလေးကိုဒီဘက်မှာခြီစားမြုပ်လိုက်ပါတော့မဟုတ်ရင်ချုပ်တဲ့ခါကျသူကရှုပ်နေနေမှာဒါကတော့နောက်ဘက်တစ်နေရာမှာအောက်ဘက်ကိုထိုးပြီးမြုပ်လိုက်တာပဲပေါ့နော်ကဲပြီးတော့လို့ရှိရင်နောက်ရောင်ပြောင်းမယ်ဖြူလေးတုံးလိုက်နော်ဒီနားကွက်လေးအတွက်ထုံးစံအတိုင်းပဲ slip knot လေးလုပ်လိုက်မယ် slip knot လေးလုပ်ပြီးတော့ဒီမှာဒီတောင်းကတောင်းနေရာလေးရစမယ်နော်တွားရင်ထုံးစံအတိုင်းထိုးနည်းတိုင်းပဲထိုးရမယ်ချိန်နဲ့ချိန်နဲ့တိုင်ရှည်ကို3တိုင်ထိုးမယ်တိုင်ရှည်3တိုင်ပြီးချိန်2ချိန်လာမယ်ပြီးအဲ့ဒီမှာပဲတိုင်ရှည်3တိုင်ပြန်ထိုးမယ်1 2 3ပြီးချိန်တစ်ချိန်လာမယ်ဒီအောက်ကချိန်တစ်ချိန်နေရာတွေမှာတိုင်ရှည်3တိုင်ထိုးမယ်1 2 3ပြီးချိန်တစ်ချိန်လာမယ်ပြီးအောက်ကတိုင်ရှည်တစ်တိုင်နေရာမှာချိန်တိုင်ရှည်3တိုင်ထိုးမယ်ချိန်တစ်ချိန်နေရာမှာเนาะဒီလိုချိန်တစ်ချိန်ကြားတဲ့နေရာမှာတိုင်ရှည်3တိုင်ထိုးပါမယ်ဒါပြီးတော့ပြီးချိန်တစ်ချိန်လာမယ်ဒီကကြားတဲ့ချိန်တစ်ချိန်ချထားတဲ့နေရာလေးမှာတိုင်ရှည်3တိုင်ထိုးစောကထိုးနည်းအတိုင်းပါပဲเนาะဒါအရောင်လေးပြောင်းလိုက်တာပဲရှိရဲ့အဲ့အတိုင်းတစ်ဖက်လည်းထိုးလိုက်မယ်เนาะထိုးပြီးတော့ရင်ခြိတာဖြတ်လိုက်တော့ကဲဒီမှာဖြူလေးနဲ့လည်းနားတန်းကိုပြီးသွားပြီဆိုလို့ရှိရင်ခြိစားတက်လိုက်เนาะခြိဖြတ်ပြီးတော့အဲ့ဒီမှာပြီးတော့ဒီလိုလေးခောက်တော့မယ်ဒီလိုမျိုးခောက်တော့မှဆာမစဉ်းစားစရာနှစ်ခုရှိတယ်အခုဒါလေးကဒီလိုပြန်ခောက်ထားရင်ဒီမှာဒါဒီအနာဒီခောက်ထားတဲ့အနာဒီဒါအလှပတ်เนาะဒါလေးကိုအလှပတ်ထားမယ်ဆိုရင်ဒီအောက်ကဒီပတ်တန်ဒီပြောင်းပြန်ဖြစ်နေမယ်เนาะ
ပဒံပြောင်းပြန်ဖြစ်နေမယ်အဲ့တော့ကိုကစဉ်းစားစရာရှိရဲ့ဒီခောက်မဲ့ဒီအနာလေးကိုအလှပတ်ထားမလားဒီကိုယ်တယ်လေးကိုအလှပတ်ထားမလားဒီကိုယ်တယ်လေးကိုအလှပတ်ထားရင်ဒီကောင်ဒီပြောင်းပြန်ဖြစ်နေမယ်ဒီကောင်အလှပတ်ထားမယ်ဆိုလို့ရှိရင်ဒီကိုယ်တယ်ဒီပြောင်းပြန်ဖြစ်နေမယ်အဲ့လိုဆိုတော့ကိုကြိုက်တယ်လို့ရွေးပါကိုကဒီမှာစခောက်တဲ့နေရာမှာစဉ်းစားရမယ်ဒီမှာဒီလိုလေးတောင်းဒီအဲ့ဒီအဖုံးစာပေါ့နော်သူနဲ့ဒီအဆုံးသတ်ထားတဲ့ဒီဟာနဲ့စန့်ကျင်ဘက်ကိုသာရွေးလိုက်နော်သူ့ကိုဆက်ချင်းမလှဘက်မှာခောက်ရင်ဒါဒီအလှဘက်ဖြစ်မယ်နော်ဒါပြီးရင်ပြောင်းပြန်နိုင်ရမှာဆိုတော့လေဒါကိုအလှဘက်မှာထားမယ်ဆိုလို့ရှိရင်အခုစခောက်တာကိုပြောင်းပြန်ခောက်နော်ဒါကိုမလှဘက်ထားမယ်ကိုလုံးအလှဘက်ထားမယ်ဆိုလို့ရှိရင်အခုဆက်ခောက်ခြင်းကိုအတက်ခောက်နော်ပြောင်းပြန်နော်ပြီးရင်ပြောင်းပြန်နိုင်ရမှာမို့လို့ကဲဒါဆိုလို့ရှိရင်အခုကတော့နှစ်ဖက်အတူတူလောက်အောင်မှာဖြစ်တဲ့အတွက်ဒီလိုမျိုးဒီအနာလေးကအလှဘက်ဆိုတော့ဒါမလှဘက်ကိုခောက်ချလိုက်မယ်ခောက်ချပြီးသွားရင်ဒီလိုပြန်ခောက်မယ်နော်တွင်းနဲ့ဒီလိုပြန်ခောက်မယ်ခောက်ပြီးသွားရင်ဒီဘက်အနာလေးကိုကြတော့ဒီမှာသူနဲ့တဒန်းနဲ့ဒီလိုပြန်ခောက်မယ်ဒီလိုလေးနော်ပြီးတော့ရင်ဒါလေးကိုတွဲချုပ်ပါမယ်လက်ချုပ်အလေးမှာခြေလေးထိုးပြီးတော့ဒါပထမဆုံးတွဲချုပ်တာကတော့ပထမဆုံးတွဲချုပ်တာကတော့ဒီမှာဖီမီလေးမှာခြေစားလေးကိုခြေမယ်နော်နောက်ခေါက်တော့ကောက်လောက်တုပ်လိုက်ပါပြီးသွားရင်ဒီခြေစားလေးကိုထည့်ပြီးတော့ချုပ်တာဒီမှာဒီကတတိုင်းဒီမှာ၄ခုလုံးပါရမယ်နော်ဒီမှာအတွင်းလေးကိုခောက်ထားတဲ့အလွှာလေးကိုအလွှာတွေအကုန်လုံးပါရမယ်နော်ဒီဘက်ဒီကြတော့ချုပ်လို့လွယ်သွားပြီနော်ဒါနှစ်လွှာလေးဆိုတော့တစ်ပေါက်တစ်တိုင်းဒါကိုဘယ်ထိချုပ်မလဲဆိုရင်ဒီနားလေးရောက်တဲ့အထိချုပ်မှာနော်ဒီနားလေးရောက်တဲ့အထိသူဒီနေရာလေးပဲခြံခဲ့မှာနော်အဲကိုရောက်တဲ့အထိချုပ်လိုက်မယ်ဒါဆိုရင်ချုပ်လာတာဒီမှာခောက်ထားတဲ့ဒီနားလေးရောက်ပြီနော်ဒါဆိုရင်ဒီမှာဒေါင်းနေရရဲ့1 2 3ခုပြီးတဲ့အထိနော်အဲလောက်အထိချုပ်ပြီးတော့ရင်ဒါကြတော့ကိုယ်ဆိုင်နေကိုတော့လည်းနည်းနည်းချိန်ရမယ်နော်တယောက်နဲ့တယောက်ထိုးတဲ့ခြေဆိုင်ချင်းမတူတော့ဒီမှာထိုးပြတဲ့အတိုင်းတော့လဲတစ်တိုင်းနှစ်တိုင်းတစ်ခွက်နှစ်ခွက်ရေမနေနဲ့နော်လိုလေးတော့ရှိပါတယ်ဒါကခြီထုံးလိုက်တာခြီထုံးပြီးတော့လို့ရှိရင်တခါတည်းခြီစားတက်ခက်လိုက်နော်ဟိုအတွင်းဘက်ကိုထိုးပြီးတော့ပြီးရင်ဒီမှာဒါတွေကလည်း
ခြေစားတက်ပြီးသားရေဆိုတော့ဖြတ်ရုံပဲနော်ဒါဟုတ်တယ်ရမယ်ခဏပြီးသွားရင်ကျတော့ပြောင်းမြင်ပြန်လာလိုက်နော်ပြောင်းမြင်ပြန်လာရလို့ရှိရင်ဒီမှာဒီခောက်ထားတဲ့နေရာလေးကဒါခြီပြားပေါ့နော်ခြီပြားနေရာလေးပြီးဒီတောင်းကဒါဖနှောက်ပေါ့နော်ဒီလိုလေးနော်ပြီးသွားရင်ဒါကခြီချင်းဝတ်မှဒါအနားလေးခောက်ထားပါတော့ကဲဆိုလို့ရှိရင်ခြီစွပ်လေးပြီးပါပြီလွယ်မြင်လှလေးပေါ့နော်အားလုံးလိုက်ထိုးတတ်မယ်လို့မျှော်လင့်ပါတယ်မသိရနားမလဲတာရှင်လည်း comment မှာမေးလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်